Facebook ပေါ်မှာဒီလိုမျိုး post တွေ့ဘူးလားမသိဘူးဘလို့ရေးထားလဲဆိုတော့ထိုင်းနိုင်ငံမှာ company ဖွင့်ပြီးတာနဲ့ကိုက business visa တွေ work permit တွေမရှိဘူးဆိုရှင်ရဲကဖမ်းမယ်တဲ့ဖက်နဲ့ပိတ်အုပ်ရိုက်ပလိုက်အောင်မယ်မဟုတ်ဘူးဘိုးထိုင်းနိုင်ငံမှာ company ဖွင့်တယ်ဆိုတာက passport ရှိုံနဲ့ရတယ် visa ကဘာ visa နဲ့ပဲဖြစ်ဖြစ် passport ရှိပြီးအာဂါသမှာနေနေ UFO နဲ့နေနေတယ် alien နဲ့နေနေတယ်ရတယ်မင်းတို့တွေဖွင့်လို့ရတယ်နော် visa ကိုမကြည့်ဘူးငါပိတ်အုပ်ရိုက်ပလိုက်ပို့ပြောနေတဲ့ဟာတွေဒါပေမဲ့နားထောင်နော်ခုနက company ကိစ္စကိုပြောရနော်ဒီတစ်ခါနေထိုင်ခွင့်ကိစ္စတချို့တွေ company ထောင်ထားပြီးထိုင်းနိုင်ငံမှာအကြိုင်းမနေခြင်းဘူးသွားလာပဲလုပ်ချင်တယ်ဒါပေမဲ့စီးပွားရေးကိုလည်းခဏတစ်ဖြုတ်လာကြည့်ချင်တယ်ဆိုရင်ရတယ်နန်းဘီမရှိလဲရတယ်နန်းဘီကအဲ့လောက်ထိမလွယ်ဘူး mother တွေနော်ဝဲစားတွေနန်းဘီတွေလုတ်ပေးနေဆိုတော့ဘလို့တွေလုတ်ပေးနေမဲလဲကိုလည်းမသိဘူးဘာလို့လဲဆိုတော့ကိုကအားလုံးကိုဥပဒေအတိုင်းကိုကလုတ်ပေးတယ်လို့နော်အဲ့တော့နန်းဘီခဏလေးနဲ့ရတယ်တထေးရှိမဲ့တဲ့ဟိုးဘလို့လောက်ကြလဲမင်းတို့ရဲ့အရန်ကိုတော်ပါပဲပုံမှန်တိုင်းက business visa ဆိုရှင်ထိုင်းဝန်ထမ်း၄ယောက်ရှိရမယ်လေအဲ့တော့မှ foreigner တစ်ယောက်က business visa ရမှာဒါပေမဲ့တချို့ဟာလေးတွေနည်းနည်းပပညှိနှိုင်းလို့ရတယ်ပေါ့နော်ဥပမာအဲ့ company ကလုံးဝ BOI ရထားလို့ foreign company ဖြစ်နေလို့ blah 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 ဆိုရှင်တော့ဒါပေမဲ့ထိုင်း company အနေနဲ့ non B ရဖို့ကခုနပြောတဲ့တိုင်းဝန်ထမ်း၄ယောက်ကလည်းရှိရမယ်အဲ့ဒီ၄ယောက်ကလည်းဥပမာဒီနေ့ရှိနောက်နေ့ business visa သွားလုပ်မယ်ရမယ်မဟုတ်အချိန်ပေးရအောင်မယ် statement ကြည့်အောင်မယ်နော်ငွေဝင်ထွက်ကြည့်အောင်မယ်ပုံလုံးရဲ့အာမခံပေးထားသေးလားအဲ့ဒီဟာကိုလည်းကြည့်အောင်မယ်အိုးရှုံနေရောအဲ့တော့အကြိုင်းမနေချင်ခဏတစ်ဖြုတ်ပဲဆိုလို့ရှင် maybe tourist visa နဲ့ပဲလာခဏတစ်ဖြုတ်လာနေပြီးရင်ပြန်သွားတော့မဟုတ်လာနဲ့ချီပြီးတော့နေချင်တယ်ဆိုရှင် DTV visa နဲ့လည်းအဆင်ပြေတယ် DTV visa DTV visa ရှောက်ပြီးတော့လာပြီးတော့ကိုယ့်ရဲ့စီးပွားရေးချင်းနေကြည့်ပြီးရင်6လလောက်နေပြီးတော့နိုင်ငံတခြားနိုင်ငံကိုထွက် KDA ဘက်ကထိုင်းနိုင်ငံမှာစီးပွားရေးလှုပ်ဖို့အတွက်ယင်းနှိမ့်မြုံနှံသို့မဟုတ်ကိုပိုင် brand ထုတ်လုပ်တာတွေထိုင်း FDA တွေစည်ရင်းကိစ္စတွေအခွန်ကိစ္စတွေ blah 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 တွေလုပ်ပေးတယ်အဲ့ဒီ service ရှိတယ်အရင်ဦးဆုံး consultation လာယူလို့ရတယ်အလိုက်ကတော့ဘယ်ဟုတ်လဲအလိုက်ကတော့ပေးမလားမိမိလည်းပတ်စံရစတယ်လေမိမိလည်းဝန်တန်းကားတွေရှိတယ် anywayလာဆုံစမ်းဆက်သွယ်မေးမြန်းလို့ရတယ်လေဒါပေမဲ့ KDA ဘက်ကထိုင်းနိုမနီရှာပေးတာတွေဗီဇာကိစ္စတွေတော့မလုပ်ပေးပါဘူးရှင်